ယူမီရီရဲ့အိမ်မှာကင်ဝူဂျူကသူမကိုပြဆရာတစ်ခုရှိတယ်လို့ပြောပါတယ်။သူဟာသူ့ရဲ့ငယ်ဘဝနေစဉ်မှတ်တမ်းနဲ့ငွေစင်းစာအုပ်ကိုယူလာပြီးဒါကိုကြည့်ပြီးသူမကသူ့ရဲ့အတိတ်ကိုနားလည်ပြီးနိုင်လိမ့်မယ်လို့မျှော်လင့်နေတာပါ။သူမကစာအုပ်ကိုလှန်လောကြည့်တဲ့အခါအမီမတိမင်္ဂလိတူအကြောင်းခဏရေးထားတာကိုသတိပြုမိသွားပြီးအသေးစိတ်ကိုစွတ်မေးပါတော့တယ်။ကင်ဝူဂျူကစကားတွေထစ်တဲ့အံပြီးပြန်ဖြေဖို့ရှောင်လွှဲနေတာကြောင့်ဒါဟာသူ့ရဲ့အချစ်ဦးထင်မယ်လို့သူမကတန်တရားဝင်သွားပါတယ်။သူဟာအဆက်တဲသွားနဲ့မှတ်တမ်းစာအုပ်ကိုပြန်လူယူလိုက်ပြီးဆက်ဖတ်ခွင့်မပေးတော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူ့ဘိုက်ကရုတ်တရက်အတန်မီလာတာကြောင့်အခြေအနေကရေးစရာဖြစ်သွားပါတယ်။သူတို့နှစ်ဦးဟာတက်ဘော်ကီအတူစားရင်တောက်စားစကားပြောကြတာကြောင့်ပဝင်းကျင်ကပေါ့အပပျော်ရွှင်စရာကောင်းနေပါတယ်။စားတော့ပြီးတဲ့နောက်မှာမိုးကရုတ်တရက်တီးထန်စွာရွာပါတော့တယ်။ကင်ဝူဂျူကဒီမှာပဲတနေ့အိတ်ချင်တာကြောင့်သူ့ရဲ့ကားမောင်းသမားခေါ်တဲ့အမိန့်ကိုတမင်ဖျက်လိုက်ပြီးဘသူမှလာမကြိုနိုင်ဘူးလို့လိန်ဖြောလိုက်ပါတယ်။ယူမီရီကသူ့ရဲ့ပရိရဲ့ကိုမသိပဲဒီမှာပဲအိတ်ဖို့တိုက်သွားပါတယ်။သူ့အကြံအောင်သွားကကြောင့်ကင်ဝူဂျူဟာယူမီရီရဲ့အမိုးတစ်ခုတည်းအောက်မှာရှိနေရတဲ့နွဲတွေမှုကိုခံစားရင်းဆိုဖာပေါ်မှာပျော်ရွှင်စွာလက်ရောက်နေလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့သူတို့နှစ်ဦးဟာတကယ်မင်္ဂလာဆောင်ထားတာဟုတ်မဟုတ်ဘတ်ဆောင်ယုံကစောင့်ကြည့်နေမှဖြစ်တာကြောင့်သူမြင်အောင်လို့ဝစ်စုံတူတွေဝစ်နီထမင်းစာဆောင်ကိုအတူတူသွားကြပါတယ်။စားပြီးတဲ့နောက်မှာတော့ဘတ်ဆောင်ယုံကသူတို့ကိုခဏလောက်စောင့်ကြည့်တော့မှမဟုတ်ဘူးလို့သူတို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အိမ်ရွှေကိုရောက်တဲ့အခါဘတ်ဆောင်ယုံရဲ့အိမ်ထဲကထွက်လာတဲ့ယွန်းကျင်ကြောင်နဲ့သွားတိုးပါတော့တယ်။ဘတ်ဆောင်ယုံကယွန်းကျင်ကြောင်ရဲ့လူနာဖြစ်နေတာပါ။မင်းညကသူတို့ညစာအတူစားရင်တောက်ခဲ့ကြတာပါ။မူးနေတဲ့ယွန်းကျင်ကြောင်ကဘတ်ဆောင်ယုံရဲ့ကားပေါ်ကဆင်းပေါ်ငင်းဆန်ပြီးပြဿနာရှာခဲ့တာကြောင့်ဘတ်ဆောင်ယုံကသူမကိုအိမ်ခေါ်လာခဲ့ရတာဖြစ်ပါတယ်။မူးတာပြေးသွားတဲ့အခါယွန်းကျင်ကြောင်ဟာအမြန်ပြန်ဖုလုံနေတော့မှပဲကင်ဘူးကျူနဲ့တိုးတာပါ။ဘာလို့ဒီမှာရှိနေတာလဲလို့သူမကမေးပါတယ်။ကင်ဘူးကျူကမလိန်ကျင်တာကြောင့်သူတို့ရဲ့ဟန်ဆောင်လက်ထပ်ထားတဲ့အစီအစဉ်ကိုဝန်ခံလိုက်ပါတယ်။ယွန်းကျင်ကြောင်ကဒါဟာပူးပေါင်းကြံစီချက်မြောက်တာကြောင့်ချက်ချင်းရက်တန့်ဖို့တတိပေးပါတယ်။ပေါက်ကြားသွားရင်ကုံပီရဲ့ဂုံတိတ်ခါထိခိုက်မဲ့အပြင်အဖွားဖြစ်သူကလည်းသူ့ကိုဘတော်မှခွင့်လွှတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ကင်ဘူးကျူတုံဆိုင်နေတာကိုမြင်တဲ့အခါယွန်းကျင်ကြောင်ဟာယူမီရီနဲ့နှစ်ယောက်ချင်းတွေ့ပါတယ်။ကင်ဘူးကျူဟာတာမန်ဝန်ထမ်းမဟုတ်ပဲကုမ္ပဏီဥက္ကဋ္ဌရဲ့အမည်ဖြစ်တယ်လို့အနာဂတ်ခေါင်းဆောင်ဖြစ်ကြောင်းသူမဖွင့်ပြလိုက်ပါတယ်။ကင်မူဂျူဟာယူမီရီရဲ့အဖကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာတာအတော်တဆမှာကေတင်လိုက်တဲ့ကောင်လေးဖြစ်တာကြောင့်ယူမီရီရဲ့တောင်းဆိုမှုတမျှကိုငင်းမှာမဟုတ်ဘူးလို့ဆိုပြီးသူ့ကိုအဝေးကိုနှင်ထုတ်ဖို့တိုက်တွန်းပါတယ်။ယူမီရီရဲ့ဂျင်းထဲမှာဇဝီဇဝါခစ်နေပြီးလေးလင်းသွားပါတယ်။ကင်ဝူဂျူဟာသူမအနားမှာရှိနေတာကတကယ်ချစ်လို့လားဒါမှမဟုတ်ကျေးဇူးဆက်ချင်တာတတ်ပလားဆိုတာကိုသူမတွေးတောင်မိနေပါတယ်။သူမအဖရဲ့နှစ်ပတ်လည်နဲ့နီးလာတာကြောင့်သူမကလေးနဲ့စိတ်နှလုံးနဲ့ဘတ်စကားစီးပြီးအိမ်ကိုပြန်ခဲ့ပါတယ်။ရုံးကျင်ကြောင်ကပြဿနာရှာမိပြီးမှန်းသိသွားတာကြောင့်ယူမီရီစီကိုသွားခဲ့တဲ့အကြောင်းကင်ဝူဂျူကိုပြောပြပါတယ်။ကင်ဝူဂျူကယူမီရီစီကိုချက်ချင်းဖုန်းခေါ်ပေမဲ့ဘာမှပြန်မဖြေပါဘူး။သူတို့ကြောင့်မှအထင်လွဲမှုမရှိချင်တာကြောင့်သူဟာသူမရဲ့အိမ်စီကိုအပြေးလာသွားပါတယ်။အဲ့ဒီအချိန်မှာယူမီရီဟာရွာထဲမှာလမ်းလျှောက်နေတော့ကင်ဝူဂျူကိုရုတ်တရက်တွေ့လိုက်ပါတယ်။သူမကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာသူမပေးခဲ့တဲ့အယုတ်ကိုသူသိမ်းထားတယ်လားလို့မေးပါတယ်။သူမအဖအသေးဆုံးရတာကြောင့်သူ့ကြောင့်လူဖြစ်မတင်ခဲ့ဘူးလို့သူမကပြောပါတယ်။ကျေးဇူးဆက်ချင်တဲ့စိတ်နဲ့သူမကိုမကူညီဘူးလို့ပြောပါတယ်။ကင်ဝူဂျူကတော့သူမကိုချစ်လို့ကူညီတာဖြစ်ပြီးဘာဖြစ်သူမအနားမှာရှိနေမှာပါလို့တိုက်ရိုက်ပဲဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာသူမရဲ့မျက်နှာကိုကိုင်းပြီးနက်ထိုင်းနမ်းလိုက်ပါတော့တယ်။ယူမီရီနဲ့ကင်ဝူဂျူတို့ဟာအပြန်လမ်းမှာအနမ်းတစ်ခုနဲ့သူတို့ရဲ့ပတ်သက်မှုကိုအပြုတ်လိုက်ပါတယ်။ကင်ဝူဂျူဟာမိဘတွေနားတဲ့ပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့အတိတ်ကိုပြောပြပါတယ်။အဖွားကမိဘတွေတည်ဆုံးရတာကြောင့်သူ့ကိုပြစ်တင်ပြီးသူ့ကိုစကားတခုမှမပြောတော့ပါဘူး။ငငယ်လေးရွယ်နဲ့ပြေးပါကိုပို့ခန့်ရပါတယ်။အလဲတန်းမှာယူမီရီကိုလာရှာခဲ့ပေမဲ့သူမအမေပြောတဲ့စကားတွေကိုကြားပြီးသူမအဖကသူ့ကိုကဲတင်တာကိုနောင်တရနီလေးလို့ထင်သွားတာကြောင့်ပြန်သွားပါတယ်။ယူမီရီကတော့သူမအမေကသူမအဖအစောကြီးခွဲခွာသွားတာကိုပဲမျှော်နှက်တာဖြစ်ပြီးကဲတင်တာကိုနောင်တရက်တာမဟုတ်ဘူးလို့ရှင်းပြပါတယ်။ဒါကိုကြားလိုက်တဲ့အခါကင်ဝူဂျူရဲ့နှိရှေလောင်အပစ်ရှိစိတ်တွေကလွင့်စင်သွားပါတယ်။ကျူတန်းတဲမှာလမ်းလျှောက်နေတော့ယူမီရီကသူမအဖကသူမကိုပခုံးပေါ်ထမ်းပြီးဒီကိုခဏလာခဲ့ဘူးလေလို့ပြောပါတယ်။ကင်ဝူဂျူကဒူးထောင်ပြီးသူမကိုအိမ်ထိထန်ဖို့မယ်လို့ခန်းလန်းပါတယ်။သူ့အနားမှာအမြဲရှိနေမှာပါလို့ကတိပေးပါတယ်။ဒါပေမဲ့စကားပြောနေတော့မှပဲမြဲရိုက်ပင်ကိုခလုတိုက်ပြီးနှစ်ယောက်လုံးမြေချင်းပေါ်ကိုလဲချသွားပါတယ်။ကျဲတွေကိုမောက်ကြည့်ရင်ကင်ဝူဂျူဟာယူမီရီကကျဲတွေတဲ့တောင်ပိုပြီးတောက်ပနေတယ်လို့ခန်းစားလိုက်ပါတယ်။သူဟာစိတ်ကိုမထိန်နိုင်ပဲသူမကိုညှင်းသေးစွာနမ်းလိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ယူမီရီရဲ့အမေကတမဲဖြစ်သူကိုကြိုးဆိုဖို့အတွက်ကျက်စွပ်ပြန်ပြင်းစင်ပါတယ်။မင်းညကသူတို့ဖတ်နေတာကိုမြင်လိုက်တာကြောင့်သူတို့ရဲ့ပတ်သက်မှုကိုသူမကသိနေပါတယ်။ယူမီရီဟာအိမ်တော်ပြန်သွားသူဖြစ်တာကြောင့်သူလေးသူ့ရဲ့မိသားစုလည်းဒါကိုစိတ်မရှိဖို့ကင်ဦးဂျူကိုတေးသေးချာချာမှာကြားပါတယ်။ကင်ဦးဂျူကယူမီရီရဲ့အသိကိုသူစိတ်မရှိဘူးလို့လေးနက်ကတိပေးပါတယ်။သူ့အဖွားကလူအကေးဖြစ်အရန်တော်တာကြောင့်ယူမီရီရဲ့ကောင်းကွက်တွေကိုမြင်ပြီးသဘောကျလာမှတေးကြပါတယ်လို့သူကထပ်ပြောပါတယ်။ယူမီရီရဲ့အမေကသူ့စကားတွေကြောင့်ဝမ်းသာသွားပြီးသူတို့ကိုခေါင်းချိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာကင်ဦးဂျူကယူမီရီနဲ့သူမအမိသားအမိနဲ့အတူသူမအဖရဲ့အုတ်ကုကိုသွားပြီးကာမရာဝပြုပါတယ်။နှစ်ပေါင်းများစွာကြာနဲ့သူ့အသက်ကိုကယ်တင်ခဲ့တာကိုကိုယ်တိုင်ကြီးစုတင်ခွင့်ရခဲ့တာပါ။ယူမီရီရဲ့အမေကတော့ဒါဟာသူမအဖကကောင်းငင်ကနေဖန်တီးပေးလိုက်တဲ့သူတို့ရဲ့ကံကြမ္မာပါပဲလို့ပြင်းတိုက်စွာဆိုပါတယ်။
ယူမီရီဟာအင်ကိုပြန်သိမ်းရမှာလားဒါမှမဟုတ်ယူရီအရာရင်ဆိုင်ရမှာလားဆိုတာကိုမကြောက်တော့ပဲစုရဟုံဟန်ဆောင်လက်ထက်ခဲ့တယ်လို့ဗတ်ဆောင်ရုံကိုအမှန်တကယ်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကကင်ဝူဂျူရဲ့အနာဘေးမှာဂုံယူစွာရက်တန်ပြီးသူမိသားစုကိုလည်းရဲဝဲရင်ဆိုင်သွားမှာနဲ့ကင်ဝူဂျူကသူမရဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကျေးဇူးတင်ပြီးသူမကိုဖတ်ပါတယ်ဘာဖြစ်တဲ့သူမအနားမှာရှိနေမှာပါလို့ကြည့်ပေးပါတယ်မြို့ကိုပြန်ရောက်တဲ့အခါကင်ဝူဂျူကဂျူမီ